လူကလုံးမမိသားစုများကိုအလူကွန်ပျူတာလေးနဲ့ကွန်ပျူတာဖြစ်ပါတယ်။ကဲတော့ရှင်းတော့တပန်းကျွန်တော်ပြည့်တဲ့ရှိတဲ့ချိန်လေးမှာကျွန်တော်တို့လုံးဆောင်ပေးပါမယ်။ရုပ်ပေါ်ဆိုတော့ကောင်းတာမှမမဲ့ညောင်းညောင်းမခံနိုင်ကြဘူးလေ။သွားဖို့လာဖို့လည်းရှိသေးတယ်။မနေ့ကလည်းပြင်းရဆင်ရပါနဲ့ဆိုတော့အမတွေလည်းနားလည်ပါတယ်နော်။ရုပ်ပေါ်ဆိုတော့ဟုတ်ပါနေနော်။ကာလအနေထားနဲ့ရအန်တရကင်းကင်းနဲ့ကိုယ့်ကိုပြန်ဖို့လည်းအရေးကြီးပြီးတော့ကြတော့ချိန်ကလည်း7နှစ်ခွဲတော့ဆိုတော့ဒီချိန်ဆိုတော့ညနေနေပြီပေါ့နော်။တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကလည်းသိချင်းသိလို့ရပါတယ်တဲ့ပြောပါနော်။တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကျွန်တော်လေကြွကြွတာဝန်မေးတာ။ခေကျွန်တော်ကိုတာဝန်အတွက်ကိုတာဝန်တင်ကိုတာဝန်တာကျွန်တော်ကတောင်းဆိုတဲ့သူကကျွန်တော်ကိုတာဝန်တင်အတွက်ပါတဲ့နော်ဟုတ်ကဲ့ကျွန်တော်ဦးကြီးမန္တလေးဝင်းတင်မရှိတော့တာလေအတော်ကြာပါပြီပေါ့နော်ဟုတ်တယ်ဗျအမှန်တိုင်းပြောရင်တော့ဒီတစ်ချင်းလေးကကျွန်တော်ဦးကြီးမန္တလေးနေရကကျွန်တော်ကိုတာဝန်တင်အတွက်ရေးပေးထားခြင်းဖြစ်ပါတယ်မှန်တယ်ဗျတစ်ချင်းရဲ့နာမည်ကနားလေပါပြီအဖေနားလေပါပြီကျွန်တော်မှလည်းခဏနားချိန်လေးရအောင်ပေါ့နော်ဟုတ်ကဲ့ဒါလေးတောင်းဆိုလို့ပါကဲစူကြီးကစိုက်တော်လေးနဲ့ပဲတော့နော်နားလေပါပြီအဖေပဲများရောက်နေတယ်လေအဖေပဲများရောက်နေတယ်လေတာမောင်တရိယာတဲတာနေနေမိတယ်အဖေမရှိမှအဖေရဲ့တမ်းမှုသိနေတယ်အဖေရဲ့ပုံရိပ်ကလေးတွေကျန်လေနေရောက်နေအဖေချစ်တဲ့ဖေသားစီပြန်လာလေဥမလာတွေ့လို့သာညော်နေတယ်အဖေမရှိတဲ့အဖေဒါလေးဘဝတယောက်တည်းအားနေတယ်ဟာလေအဖေပဲများရောက်နေတယ်လေအဖေပဲများရောက်နေတယ်လေတာမောင်တတိယတဲတာဒီကဲနေတယ်အဖေမရှိမှအဖေရဲ့တမ်းမှုသိနေတယ်အဖေရဲ့ပုံရိပ်ကလေးတွေကျန်လေနေရောက်နေအဖေချစ်တဲ့ဖေသားစီပြန်လာလေဘုမလာတွေ့လို့သာညှို့နေတယ်အဖေမရှိတဲ့အဖေသားလေးဘဝတယောက်တည်းအားငယ်တယ်ကျွန်တော်ငယ်ငယ်ကလေးဘဝရွယ်ကလေးကအမေကချောတလေအဖေကငေါတလေအမေကအလိုတိုင်းအဖေကရိုက်အိုးရဲ့လေးတလားငေါရဲ့လေးတလားလို့အဖေပေါ်တီတားလေးကအထင်မြင်တွေမှားခဲ့မှုတွေအမုန်းတွေထားခဲ့မှုတွေတာမမသိပါအဖေရဲ့သိပါအဖေရဲ့အပြစ်မမြင်တော့ဘူးရိတ်လေပါအဖေရဲ့မမုန်းတော့ပါဘူးဆုံးမပါအဖေရဲ့အပြစ်မမြင်တော့ဘူးရိတ်လေပါအဖေရဲ့မမုန်းတော့ပါဘူးတာချစ်တဲ့ဖေရဲ့တာမောင်တတိယတန်တာဒီနေမိတယ်အဖေမရှိမှအဖေရဲ့တမ်းမှုသိနေတယ်အဖေရဲ့ပုံရိပ်ကလေးတွေကျန်လေနေရောက်နေအဖေချစ်တဲ့ဖေသားစီပြန်လာလေဘုမလာတွေ့လို့သာညှို့နေတယ်အဖေမရှိတဲ့အဖေသားလေးဘဝတယောက်တည်းအားနေတယ်
ဒီကနားလည်ပါပြီခေတော့တကယ်ချင်းတောင်းဆိုတာကြာသေးလား ကဲတောင်းဆိုတာမကျန်တော့ပါဘူးကဲအဲ့တော့ဘမလေးပေါ့နော်တချင်းလေးတစ်ပုတ်လောက်ဆွေရ ရ အဲ့ ခေသုံးခေ အဲ့ ခေ တော့ သုံးခေလေးလုပ်ပြပါဦး အဲ့တော့ဘမဆိုမဲ့ ဆိုတော့ဝေးတော့နောက်နှစ်မှယူတယ်ဟောလာမှာလေ အဲ့ဘမဆိုမဲ့တချင်းလေးက ဟုတ်ကဲ့ အဲ့တော့အလူရှင်လို့မြင်ရပါတယ်ဘာ အလူရှင် အဲ့ဒါအလူနဲ့လေလိုက်ဖက်တဲ့တချင်းလေးပေါ့နော် မှန် တ တယ်ဗျ ချင်းကြတော့တချင်းကြီးတချင်းကန်လေးတွေဆိုတော့လေပို့ပြီးတော့အဆင်ပြေတာပါဘာလို့ဆိုတော့တချို့ကြတော့လေဒီနားမှာရနေ60ဆက်မှာ ကျွန်တော် ရက်ွက်ထဲမှာ ကျွန်တော်လူတွေကတော့အဆင်မပြေဘူးအမဆင်းအောင်ပြီလားမဆင်းအောင်ပြီလားကျွန်တော်ပွဲကြည့်ရတာဂျုံဝင်ကအလကားဖြက်လက်မကအခမယ်နော်အမလည်းလို့နင်းပြီဆိုနင်းပြီဦးမသလားအပြန်တရေကြောင်လိုက်ပုံမယ်နော်အမအပေးဦးနော် ကဲအဲ့တော့အလူရှင်ဆိုတဲ့တချင်းလေးအားလုံးနဲ့ဆိုပါရှင် ဟုတ်ကဲ့ပါဒါကခေသုံးခေအတွက်တကယ်ချင်းဆုချတာနော်ကျေးဇူးပါဟုတ်ကဲ့ပါကဲကြော ကျေးဇူးပါလေ တတောင်းဒီလေးလို့မင်းတို့အဲ့လိုဒီပက်လက်လက်တော့ကွာမင်းတို့ကျတော့စိုးရတာတမျိုးဖြစ်တယ်ကွာနော်မင်းတို့အာယုံဆိုင်လိုက်စိုးလိုက်လို့ကောင်းမပိုင်ရင်စိတ်ဆွဲမဲရင်ငိမ့်နေမကသေးမဒီခေအတီးဘီကိုမြောင်းကာလာချမချစ်ရှာမြေသာအစစ်ပင်အသေးချေမောင်တော်အလေးရှင်မောင်အလုံးတင်ကြပါရဲ့ရှင်အပိုင်းတော်ချမ်းလိုက်တဲ့ခင်တိုင်မလုံးဆွေချင်းအငိမ့်မင်းသမီးများရည်လာထားတဲ့လူဆိုနာမျိုးတော်တော်လေးလေးချီအောင်မပေါ့တခင်ရအငိမ့်မင်းသမီးများရည်လာထားတဲ့လူဆိုနာမျိုးတော်တော်လေးလေးချီအောင်မပေါ့မောင်ရမိအောင်အကူဝေးလူရက်တွေနဲ့ပြောတော့သူတော်ကအလွန်တရာမကြည့်ရဲ့မိအောင်အောင်မဆိုရင်လူရက်တွေနဲ့ပြောတော့သူတော်ကအလွန်တရာမကြည့်ရဲ့အော်ညရဲ့ညရဲ့ညရဲ့အော်ညရဲ့ညရဲ့ညရဲ့ချစ်ကြရဲ့ရှင်ပြေရခွေမောင်ချင်ရမှာဘယ်မျိုးစားလဲလို့တကယ်အောင်မရရှာအောင်မင်းပေါ်ချင်နေချစ်ခင်ညတရှင်အလူရှင်မအားလုံးသိကြပါရဲ့ရှင်အပိုင်းတော်ချင်လိုက်တဲ့ခင်တိုင်ပါလန်းဆိုင်ချင်း
တရားမကြည့်ရဲ့အော်မြရင်မြရင်မြရင်အော်မြရင်မြရင်မြရင်ချစ်ကြနေရှင်ပြည်ရခွေမောင်ချစ်ပြူဟာဘယ်မျိုးစလေးတကယ်အောင်မရရှာအောင်မင်းပေါ်ထင်းနေချစ်ခင်ရတဲ့ရှင်အလေးရှင်မအလုံးသိကြပါတယ်ရှင်အပိုင်းတော်ချင်လိုက်တဲ့ခင်တိုင်းမလာစချင်းဒီချစ်တဲ့ငလနိုင်ငံမြောင်မောင်သွားထားပါလားသူတော်ဘာမသိနေခြင်းစာရေးတဲ့ဆရာတော်အိမ်မလာရအောင်မောင်ပြောချလိုက်သလားပြူတော်ဘာမသိအောင်ဒီချစ်တဲ့ငလနိုင်ငံမြောင်မောင်သွားထားပါလားသူတော်ဘာမကြည့်နေခြင်းစာရေးတဲ့ဆရာတော်အိမ်မလာရအောင်မောင်ပြောချလိုက်သလားပြူတော်ဘာမသိအောင်ဝါဒနာကိုမထားနေတော့ရှင်ဒီလိုနေတာအများကလည်းတနာရတယ်မြမြရဲ့ ဘာလေး ကျမကရဲ့ဒီကရမူကြီးလေးမြရဲ့မြရဲ့မြရဲ့အိုးမြရဲ့မြရဲ့မြရဲ့ချစ်ကြနေရှင်ပြေရခွေမချစ်မြောက်ဟာဘယ်မျိုးစားလဲလို့တကယ်အောင်မရရှာအောင်မင်းပေါ်ချင်တဲ့ချစ်ခင်ညတဲ့ရှင်ဒီနဲ့အလူရှင်မအားလုံးသိကြပါတယ်ရှင်အပိုင်းတော်ချင်လိုက်တဲ့ခင်တိုင်းပေါ်အလန်းဆိုင်ချင်းနိုင်ငံကျော်ပါရှင်ရိုက်စံပေါ်ရမလေးနိုင်ငံကျော်ပါရှင်နာတော်ရှိခင်နိုင်ငံကျော်ပါရှင်ရိုက်စံပေါ်ရမလေးနိုင်ငံကျော်ရတော့ရှင်နာတော်ရှိခင်သူကတော့အခုထင်ရင်သူကတော့အခုထင်ရင်အလူရှင်မအားလုံးသိကြပါတယ်ရှင်စားစီအလောင်းခွင့်နာမည်အလောင်းချင်း ကေတုတ်ဘုမတဲ့